ငါနေဟိုလိုတိုင်ရိုးဒီဆိုချစ်လို့အဲ့ဒီလိုမျိုးပုံစံမျိုးကတူတူနေရအောင်တူတူလောက်ကန်စားတာအမိသားစုတစ်ခုအဲ့ဒီအဲ့ထားတစ်ခုဆိုပြီးတော့ငါအဲ့လိုစိတ်ကူးပြီးနေအဲ့ဒီလိုဖြစ်တာအဲ့လိုနေရပတ်စံလဲအကန်နေရပတ်စံလဲအန်တည်တဲ့အဒီကောင်လေးကိုအသက်22နှစ်အမလေးလေးတဲ့ရှေ့က35ဟုတ်လားလားနေလို့ဖိုင်းနေတယ်တူတူကနေမှလဲဖယဖယနေရစစကလည်းမြန်မာနိုင်ငံမှာကြတဲ့လို့အဲ့ဆိုမသိဘူးလားလို့ငါပတ်ပုတ်တယ်နေပြထားတယ်လေလို့ငါဒိတ်ထားလို့လားလို့နေလို့ငါ16နဲ့18နဲ့ဆိုပြီးတော့လို့အခုမှနေရလို့အခုဘိုက်တလုံးထွက်လာမှအခုနေလောက်ပြီးခါဝါခါကြမှာလို့အဲ့ဒီနေပြောတယ်လို့နေအသေးလို့တဲ့အသေးလို့ပြီးအခုဘိုက်ထွက်ပြီးတော့အဲ့လိုလည်းမလောက်အမတူမလောက်သူလောက်တာလည်းနမီနေတာမကြောက်ဘူးအော်နမနီမကြပါနဲ့အခုဘိုက်ထွက်နေတာပေါ့အေးနမနီမကြောက်ဆိုမဲ့ तू ကရှင်းကိုအတိုက်လောက်ခဲ့တာလေအတိုက်လောက်အဲ့ဒါဆိုအစွဲလမ်းမထားတော့နဲ့အေးအစွဲလမ်းမထားနဲ့နဲ့လို့အမေလေးလက်ကုန်ပဲပတ်စံလေးနဲ့အန်ရသေးတယ် तू ကလည်းကိုယ်တက်လို့သေးတယ်ပြီးလို့ရှင်လဲကိုကအန်နဲ့ဆိုပြီးတော့စပတ်တောင်းနေဆိုပြီးတော့ကိုကိုပြောသေးတယ်ဟလားအော်ပြီးတော့ရိုက်ထုကျမမျက်နှာမှာညုံမဲဆွဲနေလက်ပေးလေးအေးထားတာလည်းမနိုင်ရဲ့ညုံမဲဆွဲနေအောင်ညီမရဲ့ဖယေဘဝမှာအသေးရိုက်တာအသေးထိုးတာဟေးအဲ့ဒါကိုလည်းနေတန်သားသေးတယ်ပေါ့အဲ့ဒါကိုအခုဘိုက်တလုံးနဲ့သူ့ကိုပြန်လာစီချင်တာပေါ့အမလေးညီမရဲ့မမျော်လင်းနဲ့တော့ကိုကလေးနဲ့ကိုဘိုက်တလုံးနဲ့ကိုပတ်ဆက်ရှာပြီးတော့မွေးတော့အခုပတ်စီတယ်ဆိုလို့ရှိရင်စေယုံကက်စီတယ်ဆိုလို့ပတ်ဆက်မကုန်ဘူးလေညီမ30ပတ်ပဲလေအဲ့ဒီမျိုးဘာလို့ကိုဒီလောက်သူ့ပေါ်မှာစေတာထားပြီးတော့စေတနာထားလို့မရဘူးဘာလဲနေအစကတည်းကနေသူ့ကိုတွေးတာတော့သူ့အတွေးရတစ်မျိုးနေအတွေးရတစ်မျိုးငါဒီလင်ကိုအသက်လည်းငယ်တယ်ကွာချောတယ်အဲ့ဒီကနေအဲ့ဒါကြီးတယ်ဟုတ်တယ်ဟောလိုင်းပေါ်မှာတီးကြတာ6နှစ်9နှစ်ကြိုက်ကြတယ်ပေါ့အပြည့်မှာ तू ကစောက်ဆက်မရှိမနဲ့နေစောက်ဆက်နေနေပြီးတော့နေခေါ်လာတာကုန်ကြစေးတွေအကုန်လုံးဟုတ်တယ်မျိုးစိုးစေးရောဘတ်ရောအောက်လန်းစေးရော passport ရောအကုန်လုံးနေစိုက်ပြီးတော့ခေါ်တာအဲ့ဒါအန်နာလို့ခေါ်တာလေနော်အန်နာဖြစ်တဲ့အတွက်ကြောင့်ဘယ်ယောက်ျားလေးမှအဲ့ဒီအန်တဲ့ကောင်မကိုအလေးမထားဘူးစောက်လေးမထားဘူးစောက်လေးမထားတာဖြစ်တဲ့အတွက်ညီမကို तू ပြောပြီလေ तू ဆဲပြီလေ तू ထုတောင်းပြီလေညီမခံရပြီလေအခုကဘိုက်တလုံးနဲ့အလိုလည်းခံရသေးတယ်ထုတောင်းတာလည်းခံရတယ်စောက်ဆန်လည်းကုန်းတယ်ညီမဘွားဘာမှမကောင်းတာအဲ့ဆိုညီမဆေးဆက်ပြီးတော့ညီမကလေးတယောက်တည်းပဲမွေးမမျော်လေးနဲ့တော့ तू ပြန်လာမှာနော်ကိုကလေးနဲ့ကိုနေပေါ့ညီမရဲ့ဘယ်လိုလုပ်မှာတော့အဲ့ဒီကလေးတော့ကျမမွေးပါမရဲ့ရအောင်မွေးပါရှင်ကျမအဲ့ဒီကလေးတစ်ဖက်နဲ့ဘယ်လိုလုပ်မှာကျမတော့ပေးပါဒီကလေးသူလာခေါ်ရမှာပေါ့ဘူးဆိုကျမတော့ပေးနေဘယ်လိုတော့ပေးမှာလဲဒီမရဲ့ယူသမားစီဘယ်နေတို့လိုးစီအချိန်တုန်းကနေတို့သဘောတူပြီးတော့နေတို့လိုးတဲ့ခလေးမွေးပြီးသူများတော့ပေးမှာညီမလေးရဖေးငါ့ကိုပေးမွေးပြီးငါ့ကိုပေးโอเคနေတို့စပ်ပတ်တဲ့လီးတွေတောင်းနေတဲ့အချိန်ကျတော့နေတို့လောက်ကြတယ်နေတို့ပြောတယ်ခလေးတော့သူများပေးတယ်ငါ့ကိုပေးလို့နော်မလေးမငိုပါနဲ့လို့ငါလည်းမခံစားနိုင်ဘူးစိတ်ငါးစားတွေယူငါ့ကိုပေးသလားငါ့ကိုပေးလို့ဟုတ်တယ်မွေးရမဝေးမရှိအမလေးပေးငါ့ကိုလိုင်းစင်းမအပ်လာပေးငါ့ကိုလိုင်းစင်းမအပ်လာအခုဖုန်းနံပါတ်လိုင်းစင်းစီးလားဖုန်းနံပါတ်မလိုင်းစင်းစီကျမလိုင်းစင်းတော့ရမှာမနေ့ကအပ်လာခဲ့လဲနော်ဟုတ်ကဲ့ရှင်မအပ်လို့ရလားလိုင်းစင်းအပ်လို့ရလားလိုင်းပေါ်မှာမလေးလိချလာတဲ့ကျမလုံးမတက်ဘူးကျမဖုန်းစားတိတ်နာမလဲလုံးမတက်ဘူးအမလေးဖေးကျမလိုက်အခုဒီဖုန်းနံပါတ်နဲ့ကျမလိုက်ပေးခွင့်ထားအစီငါအပ်ပေးမယ်အမလေးဖေးဟုတ်ကဲ့မအစတာပဲလေမနာမပြောငါအပ်ပေးမယ်နော်โอเคဟုတ်ကဲ့လက်ကုန်မေးဖေးအခု online ပေါ်မှာရည်စားထားတဲ့အကောင့်မတွေကြီးထားနော်သင်ခန်းစာတွေယူထားအလောက်ခံကြပြီးတော့အမှကလေးကိုသူများကိုပေးမယ်တဲ့ဖျက်ချမယ်တဲ့အမလေးလက်ကုန်မချွေးပြန့်တယ်